đó nào đó nhá cô nhà này chẳng chịu xuống ra thì chỉ số lượng chỉ mong mấy ini di mana bang sih pia ya dah macam ni cakap apa ini di mana ni rasanya cikgu cakap apa Yeremi kani tong se tong ni tong ngah ko kholo ngah chu ni chi do aya tin ma ti nai aung net ne do aya ko ko ngah pya ni အဲ့တော့ဒီကျမ်းချက်ကိုဖျားခင်ကယေရမိထောင်ထဲမှာအချုပ်ခံနေရတဲ့အချိန်မှာဖျားခင်ယေရမိကိုစကားပြောတာဖြစ်တယ်။ဖျားခင်ကယေရမိကနေတဆင့်ဒီနေ့ကျမတို့အားလုံးကိုလည်းသူပြောနေတာလေ။ဖျားခင်ရဲ့စကားဆိုတာဘယ်တော့မှမပြောင်းလဲဘူး။ဟိုးတော့ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာလုံးကယေရမိကိုပြောတဲ့စကားပဲ။ဒီနေ့ကျမတို့ကိုဖျားခင်ပြန်ပြောနေတာဖြစ်ပါတယ်။ ငါ့ကိုခေါ်တော့ငါထူမီလူတွေကပြောင်းလဲသွားတယ်ဤပညာတွေကတိုးတက်ပြောင်းလဲသွားတယ်လူတွေကလည်းအပြောင်းလဲကိုကြိုက်တယ်အပြောင်းလဲမှာလည်းနေသားကြတယ်ပါစတာဂျက်လည်းတစ်ခါပြောဘူးနော်အဲ့ဒီအကြောင်းအဲ့တော့အခု iPhone ကိုင်နေအခု iPhone 7 ထွက်လာရင်လဲမဲ့လူတွေအများကြီးပဲအတန်းစီနေတော့အဲ့ဆိုင်ဖုန်းဆိုင်မှာကြိုတင်ပြီးတော့မှာရတယ်လဲချင်တာအပြောင်းလဲကားဆိုလည်းအဲ့လိုပဲ model အစ်စ်လဲချင်တယ်အိမ်ဆိုလည်းအဲ့လိုပဲအယောင်လေးပြောင်းလိုက်ရမလားပြဘောကောက်ကိုအစ်စ်လဲလိုက်ရမလားအိမ်ထက် decoration ဘယ်လိုပြောင်းမလဲဘာဖြစ်လို့လဲလူတွေကဒီအပြောင်းအလဲမှာနေသားကြနေတယ်ဖြစ်တော့မပြောင်းလဲတဲ့ဖျားကိုပြင်းလာတယ်တဲ့အဲ့တော့ကျန်းစာကိုလည်းပြင်းလာတယ်ကျမတို့ဖတ်တဲ့ကျန်းစာကိုလည်းမြဲတမ်းဖတ်နေတဲ့ဒီအကြောင်းအရာတွေမြဲတမ်းဟောနေတဲ့ဒီကျမ်းပိုက်တွေဆိုတော့လူတွေကဘာဖြစ်လဲဆိုတော့ပြင်းလာအဲ့ကြောင့်ညီအမျိုးမျိုးနဲ့တို့ကရှုထောင့်အမျိုးမျိုးနဲ့ theory တွေမျိုးမျိုးထုတ်တယ်အခုဆိုရင်ကျမတို့ဟိုမကြားဘူးတဲ့ theology အစ်စ်တွေအများကြီးထွက်တယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေနဲ့လူတွေကိုပြန်ပြီးမှတင်ဆက်လာတယ်အဲ့တော့လူတွေကဖျားပေါ်မှာမြင်တဲ့အမြင်ကကျမ်းစာကိုခံယူပြီးလိုက်လျှောက်ပုံကျင့်သုံးပုံတွေကလည်းပြောင်းလဲသွားတယ်အကောင်းဘက်ကိုပြောင်းလဲတာရှိတယ်လို့မကောင်းတဲ့ဘက်ပြောင်းလဲတာလည်းရှိတယ် ဆာရမဏကဒီအပြောင်းလဲတွေရဲ့ကြားမှာလူတွေဖျားနဲ့ဝေးသွားအောင်ဖျားရဲ့စကားကိုမကြားအောင်သူလည်းဤမျိုးမျိုးနဲ့သူလည်းအကြီးကျယ်ကြိုးစားနေတာဖြစ်တယ်အဲ့တော့ကျမတို့ယုံကြည်သူတွေကဒီလိုမပြီးဆုံးနိုင်တဲ့အပြောင်းအလဲတွေကြားထဲမှာမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုကျမတို့ဘယ်လိုရွေးချယ်မလဲကျမတို့ဘာကိုဥထိတ်ထားမလဲကျမတို့တစ်ခုခုကိုဆုံးဖြတ်ဖို့တစ်ခုခုကိုရွေးချယ်ဖို့တစ်ခုခုကိုပြောဖို့လုပ်ဖို့ ကျမတို့ဖြစ်လာပြီဆိုရင်ကျတို့စမှာအတန်၃မျိုးရှိတယ်ဖျားရဲ့အတန်ရှိတယ်စာရရဲ့အတန်ရှိတယ်ပြီးတော့ကိုယ့်ရဲ့အတန်ရှိတယ်တဲ့အဲ့ဒီ၃ခုကျမတို့ရင်ဆိုင်ရတယ်အဲ့ဒီ၃ခုမှာပထမဦးဆုံးအဖြစ်ဆုံးကဘာလဲဆိုကိုယ့်အတန်လူကကိုယ့်အတန်ပဲကိုနားထောင်ဘသူတွေပါပြောကိုပြောတာကိုပဲကိုလိုက်နာချင်တယ်အော်သူပြောတာတော့အဲ့လိုအေးဟုတ်ပါတယ်အေးကောင်းပါတယ်နားထောင်ပြီးတယ်ဒါပေမဲ့နောက်ဆုံးဖြတ်တာဘာလဲ ကိုပဲကိုအတန်ကိုပဲကိုမှနားထောင်ကို idea ကိုပဲကိုကပိုကြိုက်တယ်ပေါ့နော်လူကဘာလို့လဲဆိုလူကကိုလောက်ဘယ်သူနဲ့မှစကားမပြောဘူးတဲ့ဟိုစကားပြောတယ်ဟိုမယ်စိတ်ထဲမှာဖြစ်နေတာပေါ့နော်ကိုစိတ်ထဲမှာဖြစ်နေတဲ့အတိုင်းကိုလုံးမိလိုက်တယ်ကိုပြောမိလိုက်တယ်ဆုံးဖြတ်မိလိုက်တယ်ရွေးချယ်မိလိုက်တယ်အကုန်လုံးကိုစိတ်ထဲအတိုင်းလုံးလိုက်တယ်အာမှားသွားပြီဆိုရင်လည်းပါဖြစ်တယ် ဖျားကိုဝေဖန်တဲ့လူရှိတယ်ဒါမှမဟုတ်လေအော်ဖျားရဲ့အလိုတော်ပါပဲလေဆိုမှစိတ်တက်ကြတယ်လို့နဲ့အဲ့ဒီချိန်ကြောင့်ပါဖျားရဲ့အတန်ကိုကျမတို့နားထောင်ရင်ဘယ်တော့မှအဆုံးသတ်ပါလို့ဖြစ်ဘူးကျမတို့အဲ့ဒါကိုအမြဲတမ်း confuse ဖြစ်တယ်ဒါဟာဖျားသခင်ငါ့ကိုလှုပ်ဆောင်စီခြင်းတဲ့အရာလားဒါမှမဟုတ်ရင်ငါရဲ့ idea ပဲလားဒါမှမဟုတ်ရင်လည်းစာတမန်နဲ့စီရလားဆိုတော့ကျမတို့ခွဲခြားပြီးသိဖို့လိုတယ် ခိုင်ကျရင်ကျမတို့လူတွေကိုအယမ်းဖြစ်ချင်တာကိုအယမ်းဆန္ဒပြင်းပြတဲ့အရာဆိုရင်ဒါဖျားစီရပဲဒါဖျားရဲ့အလိုတော်ပဲလို့ကိုယုံကြည်သွားတတ်ကြတယ်အဲ့တော့တုတ်တန်ခန်းကြီး14ငယ်စနစ်မှာလူချင်းသည့်အတိုင်းမှန်သောလက္ခဏာရှိတော်လဲအဆုံး၌တေခြင်းတို့ပို့တော်လမ်းတစ်မျိုးရှိတဲ့လူရဲ့အထင်လူရဲ့အမြင်လူရဲ့ idea ကိုအယမ်းဦးစားပေးသွားရင်အဆုံးမှာဘာရှိလဲကျမ်းစာမှာဖော်ပြထားတယ် ဒီနေ့ကျမတို့နေတဲ့ဒီအမေရိကန်နိုင်ငံကလူရဲ့အချင်းကြီးလူရဲ့ idea အရန်လွှမ်းမိုးတဲ့နိုင်ငံဖြစ်တယ်ကျ
ကျမတို့ခဏခဏအမြဲတမ်းပြောနေတဲ့လူခွင့်ရေးကိစ္စလူသားချင်းမှာရည်တည်ရထိုက်တဲ့အခွင့်အရေးဆိုတာရှိရမယ်ကောက်ွယ်တဲ့အရာဆိုတာလည်းရှိကိုရှိရမယ်ရှိလဲရှိတဲ့ဒါပေမဲ့အခုဘယ်လိုဖြစ်လာလဲဆိုတော့ဖျားတော်နေရမရတော့အဲ့ဒါကလူတွေထင်တဲ့အရာဖြစ်တယ်အဲ့တော့မမှန်ဘူးလားဆိုတော့လည်းမှန်တယ်ကျမမှားတယ်လို့မပြောဘူးဒါပေမဲ့ဖျားတဲ့နေရာလဲလိုက်ရလောက်အောင်ဖျားရဲ့နေရာကိုပေးလိုက်ရလောက်အောင်မှန်တာတော့မဟုတ်ဘူးအဲ့ကြောင့်မို့ကျမတို့လက်မခံနေတဲ့ကိစ္စကြီးအများကြီးဖြစ်လာတယ်အဲ့ကျမတို့ရဲ့နေ့စဉ်ဘဝမှာဖျားနဲ့အမြဲတမ်းဆက်သွယ်နေဖို့လိုတယ်ကျမ3-4 ခေါက်လောက်တော့ပြောမှုတယ်ပေါ့နော်ကျမတို့က two way communication သွားဖို့လိုတယ်အပြန်အလှန်ဆက်သွယ်မှုမှာကိုတယောက်တည်းပြောနေတာမျိုးနဲ့တိဆောက်လို့မရအောင်ရင်းနှီးကြွဝင်တဲ့ဆက်ဆံမှုမျိုးရလောက်အောင်ကိုပြောတာဘယ်မဟုတ်ပဲနဲ့သူပြောတာကိုကိုလည်းနားထောင်တဲ့အချိန်ကြမှာဒီလိုနှွေးထွေးတဲ့ဆက်ဆံမှုရတယ်ကဘာကူကြမှာပြန်ကြည့်မယ်ဆိုရင်ဖျားသခင်ကနေဤတဲ့အချိန်မှာအာဒမ်ဤဝကိုစကားပြောဖို့သူလာတယ်အဲ့ဒါကိုကြည့်မယ်ဆိုရင်အဲ့ဒီရက်မှာပဲဖျားစိတ်ကူးပေါက်ပြီးတော့သူတို့ညက်ကို check ချင်လို့လာတယ်ပေါ့အနည်းနဲ့သူတို့နဲ့လာပြီးမှစကားပြောနေကြဖြစ်တယ်ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့နားမထောင်ခြင်းကဖျားတဲ့လူရဲ့ကြားထဲမှာဆက်ပြတ်သွားတယ်အဲ့ဒီပြတ်တောက်သွားတဲ့ဆက်ဆံရေးကိုခရစ်တော်ကပြန်ပြီးမှပြီးဆက်ခဲ့တယ်ဆက်ပေးခဲ့တယ်အဲ့လိုပဲဒီနေ့ဖျားခင်ကျမတို့နဲ့ယဉ်နှီးတဲ့ဆက်ဆံမှုမျိုးလိုချင်တယ်နှွေးထွေးတဲ့ဆက်ဆံမှုမျိုးရှိချင်တယ်ဓမ္မဟောင်းခေတ်တုန်းကကြည့်မယ်ဆိုတော့ prophet တွေလိုတယ်ဘာလို့လဲဆိုတော့ဖျားရဲ့လူလို့ပြောတဲ့ prophet တွေကိုပဲဖျားစကားပြောတယ်ကျွန်တော်တို့ဘယ်သူမှစကားမပြော prophet တွေကနေတစ်ဆင့်မှကျမတို့ကဖျားရဲ့စကားကိုသိရတယ်ကြားရတယ်ဓမ္မတိကိုရောက်တဲ့ချိန်မှာခရစ်တော်ကြောင့်မလို့ကျွန်တော်ကြားခံလို့မလို့တော့ဒီနေ့ကျွန်တော်တို့စိတ်ထဲမှာရှိတာအားလုံးဖျားကိုပြောလို့ရတယ်ကြားမှာဘယ်သူမှခံနေစရာမလိုဘယ်သူရဲ့ကြားကနေတစ်ဆင့်ကျမတို့ဖျားပြန်မင်းကိုအဲ့လိုပြောတယ်မင်းအဲ့လိုပြောဖျားပြန်မဘလို့ပြောလဲပြန်ပြောစားမှာကျမတို့ဘယ်သူမှမီးစရာမလိုကျမတို့တိုက်ရိုက်ဖျားကိုပြောလို့ရတယ်ဖျားတိုက်ရိုက်ကျမတို့ဒီနေ့စကားပြောတယ်ဒါပေမဲ့ကျမတို့အဲ့ဒါကြားလို့ခရစ်တော်ရှင်ပြန်ထမြောက်ပြီးတော့တန်ရှင်တော်ဝိညာဉ်တော်ကိုပြီးခဲ့တယ်တန်ရှင်တော်ဝိညာဉ်တော်ကဘုလို့ဆိုကျမတို့ရဲ့ဆရာဖြစ်တယ်ကျမတို့ကိုတွင်တင်သူဖြစ်တယ်လမ်းပြသူဖြစ်တယ်ကျမတို့ကိုစိတ်သက်သာရစေတဲ့သူဖြစ်တယ်မာနရံကနေတားဆီးရတဲ့ဖြစ်တယ်ယောဟန် 14:26 မှာခရစ်တော်ဒီငါအတွက်ကြောင့်ခမဲတော်ဒီငါအတွက်ကြောင့်စေလွတ်တော်မူသောဥပ္ပစ္စေဆရာကြီးဟူသောတန်ရှင်သောဝိညာဉ်တော်သည်သင်တို့အားခတ်သိမ်းသောအရာတို့ကိုကြာတတွင်တင်တော်မူသည်ငါပြောသမျှသောစကားတို့ကိုမမိသောဉာဏ်ကိုသင်တို့အားပေးတော်မူသည်တဲ့ဆရာတင်ကကျမတို့ကိုစာရန်ရဲ့လက်ထဲမှာဒီတိုင်းနဲ့ပြစ်ထားခဲ့တာမဟုတ်ဘူးတန်ရှင်သောဝိညာဉ်တော်ဆိုတာရှိနေလို့လဲစာရန်ကသူစိတ်တိုင်းချက်ချယ်တယ်လို့မရအောင်ချင်းတိုင်းကျဲလို့မရအောင်စီးသားသောသူကြားထဲမှာရှိတယ်ဒါပေမဲ့သူကအလစ်ဝင်တိုက်ဖို့တော့အများကြီးချောင်းတယ်ဖျားခင်ကဘာဖြစ်လို့ကျမတို့ကိုစာရန်အုပ်စိုးတဲ့ဒီကဘာမှာထားခဲ့တယ်နေစီတယ်ဒီကဘာကြီးမှာနေရတဲ့ဒီခဏတာအချိန်ကကျမတို့ရဲ့ယုံကြည်ခြင်းကျမတို့ရဲ့နားထောင်ခြင်းကိုစမ်းသပ်တဲ့နေရာဖြစ်တယ်ကျမတို့ရဲ့ temporary assignment ဖြစ်တယ်ကျမတို့ရဲ့အဲ့ဒီနေ့ယုံကြည်သူတွေကျမတို့စုဝေးတယ်ဥပြုကူးွယ်တယ်ဒီနေ့ဥပုံနေ့မှာလာတယ်ဒါထာဝရခီးမှာကျမတို့ဖျားထာဝရခီးမှာခရစ်တော်နဲ့အတူတူဖျားခင်ကိုကျမတို့ဝုပြုတ်ကိုးကွယ်ဖို့အခုကျမတို့လေ့ကျင့်နေတာဖြစ်တယ်လို့ကျမ်းစာမှာပါတယ်။ခုံးဆဲမှာကျမဥပုံနေ့အကြောင်းပြောတော့ဒီအကြောင်းအကျေတော့ပြောပြီးအဲ့တော့ဓမ္မဟောင်းမှာပဲကြည့်လိုက်မယ်ဆိုရင်ဖျားသခင်စကားပြောတာကျမတို့အရင်ဖတ်ရတယ်။ဖတ်လိုက်ရင်လည်းချက်ချင်းသိတယ်ပေါ့နော်။အော်ဖျားခင်အာဗြဟံနဲ့စကားပြောနေပါလား။အော်မောရှေနဲ့စကားပြောနေပါလားဆိုတာသူတိုက်ရိုက်စကားပြောနေတာဖြစ်တယ်။ဒါပေမဲ့ဖျားရဲ့လူဆိုတဲ့ဂျာခံပုဂ္ဂိုလ်တွေ prophet တွေလည်းဖျားစကားပြောတဲ့အချိန်မှာလူတွေကနားထောင်လားပြဿနာပါလဲဆိုတော့ prophet တွေကဖျားရဲ့စကားကိုတဆင့်လူတွေကိုပြန်ပြောရင်လူတွေကလည်းအမြဲတမ်းနားထောင်တာမဟုတ်ဖျားခင်အဲ့လိုပြောတယ်လာမေးတာလည်းသူတို့ပဲမေးတယ်ဟာဖျားခင်စကားဘာရှိတယ်လဲမေးလဲမေးသေးတယ်ပြောပြလဲပြောပြရသေးတယ်ပြီးသူတို့ကမယုံဘူးဖျားခင်ပြောတယ်ဆိုတာတော့သူတို့မယုံဘူးဘာလို့လဲဆိုလူရဲ့အတွေးနဲ့လူရဲ့ဉာဏ်နဲ့ဖျားကိုက limit လုပ်ထားတယ်ကိုမဖြစ်နိုင်ဘူးချင်းရင်ဖျားလို့ရင်လည်းမဖြစ်နိုင်ဘူးလို့ချင်းတယ်အဲ့တော့စာတန်ကသူတို့ရဲ့အတိတရားတွေကိုပွယ်ပြောက်စေတာကိုတွေ့ရတယ်အဲ့တော့ကျွန်မဥပမာအနေနဲ့ဓမ္မရာဆိုရင်ဒုတိယဆောင်6နှစ်ခုနှစ်တည်းအကြောင်းအရာလေးပြောချင်တယ်ဥပမာလေးအများကြီးရှိတဲ့ထဲကပေါ့နော်ဒီနည်းနည်းလေးကိုကျွန်မပြောချင်ပါတယ်လို့အဲ့ဒါက prophet အီလိရှေရဲ့လက်ထက်မှာဖြစ်တဲ့ဣသရေလတိုင်းပြည်ရှမာရိမြို့မှာဖြစ်ခဲ့တဲ့အကြောင်းလေးကိုကျွန်တော်တို့ဆင်ခြင်ကြည့်ရအောင်ဣ
အဲ့တော့ရှုရီရှင်ပြင်ကရှမာရိမြို့ကိုစစ်တပ်နဲ့ဝိုင်းထားတဲ့အချိန်ဖြစ်တယ်အဲ့ဒီတော့ကသူတို့ကနိုင်ငံတို့သာပြောပေမဲ့ဟို25မိုင်ပတ်လဲမိုင်90ပတ်လဲပြီးမိုင်100ပတ်လဲဆိုတော့ရှားမရှားအရာဟိုတိတိလေးတွေပေါ့အဲ့ဆိုတော့အဲ့ဒီ25မိုင်ပတ်လဲမိုင်90ပတ်လဲကလေးကိုပဲသူတို့ကအိုတတိုင်းနေနဲ့အမြင့်ကြီးတွေနဲ့ထပ်တယ်နဲ့ကာလိုက်ပြီးမှသူအဲ့ထဲမှာပဲနေအဲ့ဒီမြို့တကားဆိုတဲ့ခါကြီးကိုသူတို့ပိတ်လိုက်ပြီဆိုတာနဲ့မြို့ထဲလူတွေတင်ထွက်လို့မရတော့ဘူးအပြင်ကလူလည်းအထဲဝင်လို့မရတော့ရှမ်းစုံမှာမြင်လိုက်မယ်အဲ့မြို့တကားကြီးကိုသူဖြုတ်ပြီးတော့ဟိုတောင်ပေါ်တည်သွားတာအဲ့လိုပဲဒီမြို့တကားဆိုတာအရင်အရေးကြီးတယ်သူတို့ကအဲ့တော့သူတို့ကဒီရန်သူတွေကိုတိုက်ချင်ပြီးဒီလူတွေကိုဒီတိုင်းပြည်ကိုသွားတိုက်ချင်လို့ဆိုဘာလို့လဲအဲ့မြို့ဝိုင်းလိုက်တယ်အဲ့ဒါပဲဘာလို့လဲဆိုဝိုင်းထားလိုက်ရင်ဒီလူတွေထွက်လို့မရတော့ဟိုဖို့အခုခေတ်လိုဖုန်းဆက်ပြီးဟာဟျောင်းနေငါတို့ဝိုင်းထားပြီကွာလာတိုက်ကြအောင်ဆိုတော့အပြင်ကလူလည်းခေါ်လို့မရဘူးအထက်ကလူကအပြင်ကလူကိုတော့ခေါ်ရအောင်လေသူတို့ဝိုင်းထားတဲ့လူကဖြတ်ရအောင်ပဲအဲ့လိုဆိုတော့မြို့ကိုဝိုင်းထားပြီဆိုရင်ဘာမှလုပ်လို့မရအခုလည်းအဲ့လိုပဲရှုရီတွေကဝိုင်းထားတဲ့ချိန်ကျတော့မြို့ထဲကလူတွေကစားစရာတောက်စရာပဲရှိကုန်တော့ရှိတဲ့ဟာလဲအရာစိတ်ကြီးသွားပြီအရာကိုအစားအစာခေါင်းပါသွားပြီဘာလို့လဲဆိုမြို့အပြင်ထွက်လို့မရတော့ဘူးအပြင်ကလူတွေထဲမှာလာပြီးရောင်းလို့မရတော့အဲ့ချိန်မှာဣတိလာပြင်ကမြို့ပေါ်မှာလမ်းလျှောက်နေတယ်လမ်းလျှောက်လိုက်တဲ့အချိန်မှာမိန်းမတယောက်ကလာတယ်တဲ့လာပြီးမှအရှင်မင်းကြီးကေရောမူပါဆိုပြီးအော်တော့ဘယင်ကလည်းမင်းကြီးတယ်ဟာဘာဖြစ်တယ်လဲဆိုတော့အမိန်းမပြောတယ်မိန်းမတယောက်ကတဲ့ကျမစီကိုလာတယ်တဲ့ပြီးတော့ပြောတာဟာငါတို့တွေအကုန်လုံးငတ်ပြီးတော့တေတော့မယ်အဲ့တော့ငါတို့သားတွေကိုငါတို့ကလေးစီစားရအောင်ဒီနေ့တော့နေ့သားကိုစားမယ်နောက်နေ့တော့ငါသားကိုစားမယ်လို့ပြောတယ်တဲ့အဲ့နဲ့အဲ့ဒီမှာတဲ့ကျမရဲ့သားကိုစားလိုက်တယ်တဲ့နောက်ပြီးသူ့သားကိုစားမယ်ကလေးကြတော့ तू ကမပေးဘူးတဲ့သူ့ကလေးကိုကြတော့ तू ဖွက်ထားတယ်ဆိုဘယင်ကိုလာတိုင်းဘယင်ကအဲ့ဒါကြားတဲ့အချိန်မှာတခါတည်းသူ့ရဲ့ဘယင်အဝတ်တစားကိုဆွဲဆုပ်လိုက်တယ်အထက်မှာ तू ဘာဝတ်ထားလဲဆို shorty ဝတ်ကိုဝတ်ထားတယ်တဲ့ shorty အဝတ်ဆိုတာကသူ့ရဲ့ငွေကျွေးမိတန်းချင်းဂုံတို့နဲ့အေးချင်းပေါ့ကွာအရာကို तू ဝမ်းနဲ့ပူဆွေးတယ်ငွေကျွေးမိတန်းနေဆိုအတိတ်ပေါ့နော် shorty အဝတ်တို့သူအရန်နဲ့စိတ်တူတယ်ဒီအေးလေးရှဲဆိုတဲ့ခေါင်းနဲ့ကိုဒီနေ့ပိုးစာကွဲရမယ်ငါခေါင်းကိုဖြတ်တောက်လိုက်တယ်သူအရင်စိတ်တူတယ်သူပြောချင်တာကသူအေးလေးရှဲကိုစိတ်တူနေတာမဟုတ်အေးလေးရှဲစီကဖျားရဲ့စကားသူဘာမှမကြားရဖျားသူ့ကိုဘာမှမပြောအဲ့သူဖျားရင်ကိုစိတ်တူနေတာတတ်ချင်တော့သူစိတ်တူနေတာဒါတော့ဖြစ်နေတာကြည်စံကိုကလေးကိုတောင်ကိုတတ်စားရတဲ့ဘဝရောက်နေသူအရင်စိတ်တူပြီးသူအေးလေးရှဲကိုသွားလိုက်တယ်အဲ့လိုအေးလေးရှဲမှာပြောလဲဆိုဖျက်ပြင်းကောင်းနားထောင်ကြတဲ့မနေ့ပြန်ဒီအချိန်မှာဂျုံမှုမြက်တဲ့စိတ်ကိုတကြက်မှုရောဆန်တခွဲကိုတကြက်နဲ့ဒီရှမာရီမြို့ကမှရောင်းရလိမ့်မယ်လို့ပြောတယ်အဲ့လိုပြောတော့ဘယင်ကတော့ဘာမှပြန်မပြောဒါပေမဲ့သူ့ဘေးနားမှာရှိတဲ့အမကဘာပြောလဲဆိုအေးလေကြည့်ကြတာပေါ့ဖျက်ပြင်းကဟိုကောင်းကင်တကိုင်းဖွင့်ပြီးချပေးလိမ့်မယ်တဲ့အေးချကောင်းကင်တကိုင်းဗရင်ပေါက်ကြီးကိုဖွင့်ပြီးချပေးတော့ရမှာပေါ့လေတဲ့အဲ့လိုပြောတော့အီလီရှဲပြောတယ်အေးတဲ့မင်းကတော့မျက်စိနဲ့မြင်ရမယ်တဲ့ဒါပေမဲ့မင်းမစားရဘူးတဲ့အဲ့လိုပြောမှသူတို့လည်းပြတ်သွားတယ်အဲ့ချိန်မှာအဲ့မျိုးတကားမှာအနူ၄ယောက်ရှိတယ်အဲ့အနူ၄ယောက်ကသူတို့အမထိုင်ပြီးမှစဉ်းစားနေဟာငါတို့ခုပိုက်လေရမ်းခြာနေပြီပေါ့နော်မစားရလဲကြာပြီမြို့ထဲဝင်ပြီးမှသွားတောင်းစားရအောင်လဲမြို့ထဲမှာဘာမှမရှိတော့ငါတို့ဘူးမှဘာမှကြွေးတော့မှာမဟုတ်အဲ့တော့ငါတို့ဒီမှာထိုင်နေနဲ့တိတ်ပါပဲတော့မထူဘူးငါတို့ရှုရီတွေစီသွားလိုက်ရအောင်သူတို့ငါတို့တတ်လိုက်ရင်လည်းတိတ်မယ်ဒီမှာနေနေလည်းတိတ်မယ်မြို့ထဲမှာသွားတောင်းရင်လည်းဘာမှရမှာမဟုတ်ဘူးတိတ်မဲ့နောက်တစ်ခုပဲရှိတယ်ငါတို့ကအဲ့ဆိုမထူဘူးသွားမယ်အမတို့တို့ငါတို့ကိုအသက်ရှင်စေပြီးမှခုကျွေးမယ်ဆိုရင်လည်းငါတို့အသက်ရှင်ရတာပေါ့တဲ့နေမထူတင်ထူပေါ့နော်အဲ့တော့အဲ့အနူလေးယောက်ကအရင်စုပြီးမှမြို့ပြင်ကိုထွက်သွားလိုက်မြို့ပြင်ကိုထွက်သွားလိုက်တဲ့အချိန်ကျတော့ဘူးမရှိရဲ့မြို့ပြင်ဘာလူတယောက်မှလည်းမတွေ့ဘူးလေဟိုသူတို့ရှူရီရဲ့တပ်ဦးထီတို့တွားကြည့်တယ်ဘယ်သူမှမမြင်ဘူးဘာလို့လဲဆိုတော့ရှူရီတွေကမြင်းရထားကနေစစ်တီးရဲ့အတန်တွေကိုကြားပြီးမှထွက်ပြေးသွားဖို့အတွက်ဖျားတင်ကစီစဉ်ထားပြီးသားဖြစ်နေတယ်ရှူရီတပ်တွေကကြောက်အားလာနေဟာအစ်တီလာဘီကငါတို့ကိုတိုက်ဖို့အတွက်ဟီတီမင်းတွေအကူတို့မင်းတွေကိုခေါ်လာပြီးဆိုမှကြောက်အားလာအနေရှိမှစီးတဲ့အကုန်ပြစ်ချပြီးထွက်ပြေးသွားပြီးဘာအဝတ်တွေကိုခုနဲ့ပြေးသွားကြပြီတို့တွေကဖျားတင်ကထွက်ပြေးခိုင်းလိုက်အဲ့တော့အဲ့လူလေးယောက်ကအဲ့ဒါကိုမသိဘူးသူတို့သွားကြည့်တော့ဘာမှမရှိချင်တော့ဟာဟိုတဲတစ်ခုလေးဝေတစ်ခုထွက်တော့ကြည့်မှဝမ်းသာအားရနဲ့မစားရလေကြာတော့အိုးဟိုဟာစားလိုက်ဒီဟာကောက်စားလိုက်နဲ့ပြောနေတာ
ပြီးအချိန်ကျတော့ဟာရွှေတွေငွေတွေအဝတ်တစားတွေအကုန်လုံးယူဖတ်ထားမှသူတို့အဲ့လိုနေနေတဲ့အချိန်မှာသူတို့ဘာပြောလဲဆိုဟာငါတို့ကောင်းတဲ့အလုပ်ကိုမလုပ်ဘူးပဲဒီနေ့ဒီတင်းကောင်းကိုတမျိုးလုံးကိုပြောပြရမယ်နည်းဖြစ်တယ်ငါတို့မပြောရင်တော့မဖြစ်ဘူးခုငါတို့ဖြစ်ကိုဖြစ်လာတယ်ငါတို့ဆိုမပြောလို့ဖြစ်တော့လာသွားစို့ဆိုပြီးအနူလေးကပြန်ပြီးသွားလိုက်တယ်မြို့ပြန်ပြီးမှအိုးပြီးပြောတယ်မြို့တကားဝကနေပြီးမှလာကြဒီမှာရှုပ်တယ်မရှိတော့ဘူးစားစရာတောက်ကြတယ်အကုန်ရှိတယ်လာယူကြအိုးကြိုင်းအဲ့မြို့တကားတွေလူတွေတဆင့်ပြီးတဆင့်ပြောနေနန်းတော်ရောက်သွားနန်းတော်ရောက်တော့လေဘယင်ဆိုတော့ချစ်ချင်းမယုံဘူးဟာဒီကောင်တွေငါတို့ထောင်ချောက်စင်တာဖြစ်နေတယ်ဟိုတော်ထဲမှာပုံနေပြီးမှငါတို့တွေထွက်လာပဲဒီကောင်တွေချလိုက်နေပေါ့အဲ့သူတပည့်တွေရင်တို့ကြည့်ခိုင်းတယ်ပြောင်းနေမလို့တော့ကြည့်စမ်းဒီကောင်လေးတကယ်ကြည်သလားတော့မဟုတ်ညာသလားပေါ့သူတို့ကြည့်တော့တကယ်ပဲအိုးလွင်ပြင်ကြည့်သူတို့လိုက်သွားကြည့်တယ်ဘာမှမတွေ့တော့ပစ္စည်းတွေအကုန်ချပြီးထွက်ပြေးခဲ့တာတွေ့ရချင်းကြတော့ဟာဒါတကယ်ပဲဆိုတော့မြို့သားတွေကိုခွင့်ပြလိုက်တယ်ပြင်ကကဲသွားကြဆိုခွင့်ပြီးတော့အိုးဆိုပြီးမှပစ္စည်းတွေယူကြလူကြရစ်ကြဘောကလူတွေကအဲ့ဒီအချိန်မှာခုနဖျားခင်ကလေမှကောင်းကင်ဗရင်ပေါက်ခွင့်ပြီးမှပြစ်ချပေးလိုက်တော့ရမှာပေါ့လေဆိုတော့ကောင်းအမကသူအဲ့မှာမြို့တကားမှာအပေါက်ဆောက်မြို့တကားစောက်တောင်ကြလိုက်တယ်သူလည်းစောင့်ပြီးကြည့်နေရတော့အဲ့ဒီအချိန်မှာတကယ်ဖျားခင်ပြောတဲ့အတိုင်းပဲဂျုံမုံရဲ့တစိတ်ကိုတကြံမှုရောဆန်တစ်ခွဲတကြံနဲ့ရောင်းနေလူတွေကဘလုံးမထိမနိုင်သိမရအော်တောင်းနေနဲ့ပြီးလာတဲ့အချိန်ကျတော့အဲ့ဒီလူတွေတက်နေပြီးမှသူသိသွားတယ်တဲ့အဲ့မြို့တကားကအဲ့တော့ဖျားခင်ရဲ့စကားကိုသူကြားတယ်ဒါမဲ့သူမယုံတာမကောက်သွားပြောင်းလိုက်သေးတယ်အဲ့ဒီအမကဘာဖြစ်လဲသိသွားတယ်အဲ့ဒီဖြစ်ပျက်ကိုကြည့်မယ်ဆိုဖျားရဲ့စကားကိုကြားပြီးတော့မယုံဘူးမချီမဲ့ပြီးပြုတ်တဲ့အမဒါကသူဘာလို့မချီမဲ့ပြီးပြုတ်တယ်လဲဖျားရဲ့စကားကိုမလုံးသားတဲ့ကနေသူလက်မခံသူ့ရဲ့အုံနောက်ကနေသူစားတယ်ဖြစ်နိုင်ကြလားအခုတောင်ဒီမှာငတ်ပြီးတိတ်နေပြီခုကလေးတောင်ကိုစားနေကြပြီသူတွေကဘလို့လို့ဒီမနဲ့ဖြစ်မှုရောဆန်တဲ့ပွဲကိုတကြက်နဲ့ရောင်းနိုင်တယ်လူအနေနဲ့စဉ်းစားလိုက်ဘလို့မှမဖြစ်နိုင်အဲ့ကြောင့်မလို့သူပြောတယ်ဒါပေမဲ့သူ့ရဲ့အုံနောက်တေးသေးလေးနဲ့ဖျားကိုနိုင်ပြီးမဖြစ်နိုင်ဘူးဆိုပြီးတွေ့တဲ့ကွာတကယ်ပဲဖျားခင်ပြောလို့သိသွားတယ်လူလေးယောက်ကိုကြည့်မယ်ဆိုရင်သူတို့လေးယောက်ကဖျားခင်အသုံးပြုခြင်းခံရတယ်မြို့ထဲကိုသူတို့ပြန်သွားဖို့သူတို့ရဲ့ idea မဟုတ်ဒီမြို့ထဲလူတွေကိုလည်းသူတို့အရန်ချစ်လိုက်မယ်လို့မထင်နဲ့လူတွေကိုသူတို့အရန်ယွန်းတယ်ငါတို့ဟာမတတ်ရှင်းပါဘူးဝေးချင်းနေပေါ်ရတယ်သူတို့တွေ့ရင်ဂဲရင်းနေနဲ့ပေါက်သေးတယ်ပြောချင်တာကဒါပေမဲ့ဘာဖြစ်လဲသူတို့ရဲ့စိတ်ထဲမှာဖျားရဲ့စကားကိုလက်ခံတဲ့လုံသားလေးရှိနေသေးတယ်အဲကြောင့်မို့ဖျားကထည့်ပေးလိုက်ဖျားရဲ့အတန်ကိုကြားပြီးသူတို့ချက်ချင်းလိုက်လာတယ်ပြီးသွားပြီးတော့သူတို့ပြန်ပြောတယ်အဲ့တော့ဓမ္မတိကျမ်းမှာပြန်ကြည့်မယ်ဆိုရင်မဿဲ16ကဖြစ်ပျက်လေးကျွန်တော်တို့ပြန်ကြည့်ရအောင်ခမဲတော်ကိုလူတချို့ကဗတ္တိဆန်ဆရာယောဟန်လို့ပြောတယ်တဲ့တချို့ကအေလိယပြောတယ်တချို့ကတော့ယေရမိလို့ပြောတယ်တချို့ကတော့ prophet တပါးဖြစ်တယ်လို့ပြောတယ်အဲ့တော့ခရစ်တော်သူ့တပည့်တော်တွေခေသွားတယ်လူပြငါ့ကိုမျိုးပြောနေကြတယ်မင်းတို့ရောငါ့ကိုဘလို့ထင်လဲမင်းကိုမိန်လိုက်တဲ့အရင်ဖြေတာပြီးသူတို့အဲ့သူပါပြောရဲဆိုတော့ကိုတော်ဒီခမဲတော်ကြီးဟူသောအသက်ရှင်တော်မူသောဖျားခင်ဤသားတော်ဖြစ်တော်မူသည်ဟုပြောတယ်အဲ့ချိန်မှာယေရှုကပြောလေဟာပေတရုမှန်တယ်ကွာမင်းတော်တယ်လို့မပြောအသွေးအသားဒီဤအကြောင်းအရာကိုသင်အားဖော်ပြပြီးမဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသောငါခမဲတော်သည်ဖော်ပြတော်မူသည်ဆိုပြီးခရစ်တော်ကပြောတယ်ဒါဟာပေတရုရဲ့စကားမဟုတ်ဘုရားသခင်စီကလာတဲ့စကားဖြစ်တယ်အဲ့ဆိုအဲ့ဒါပြောပြီးတာနဲ့ခရစ်တော်ကပြန်ဆက်ပြောလဲဆိုတော့ငါခုရဲ့ယေရုရှလင်မြို့ကိုတွားရမယ်ငါစံတပ်ပုဂ္ဂိုလ်တွေရပြောဟိတ်တွေနဲ့ငါတွေ့ရမယ်ငါလက်ရဖန်ဆီးခံရမယ်ငါအသက်ခံရမယ်ဒါမဲ့ငါ3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထားမြောက်မယ်ဆိုပြောလိုက်တော့ထုံးစံတိုင်းပေသူကရှင်းနေသူထားမှာသူပဲတခုခုပြောလိုက်ထိတ်ဆုံးကဆိုတော့ကိုရောတဲ့ကျွန်တော်ပေါ်သွားတဲ့ဒါမျိုးလုံးဝကျွန်တော်အဖြစ်မခံနိုင်ဘူးကျွန်တော်ရှိနေတာမျိုးလုံးဝမဖြစ်စေရဘူးအဲ့လိုပြောလိုက်တော့ခရစ်တော်ကပေသူ့ကိုပြောတယ်အချင်းရံလူငါနောက်ကိုဆိုတော့ဗမာလူကရန်သူလူပဲပြောထားတာပေါ့လေအင်္ဂလိပ်လိုက get behind Satan လို့ပြောတယ်စာတန်ကြီးညစ်ဖမ်းတဲ့စစ်မလို့လားနော်အချင်းစာတန်ငါနောက်ကိုဆိုလို့ချစ်စာတန်ဖြစ်သွားတယ်အခုပဲဖရားရဲ့စကားကိုပြောတဲ့သူကအခုချက်ချင်းစာတန်ဖြစ်သွားတယ်ပြောချင်တာကဘလောက်မြန်လိုက်တယ်ဘလောက်ခဏလေးနဲ့အငိုက်မိလိုက်တယ်ပေတရုကတခါလေအရှိုက်ကိုကြည့်သွားတာပေတရုခရစ်တော်ကပေတရုကိုဟေ့အောင်မင်းစာတန်ကောင်ကြီးလို့ပြောတာမဟုတ်ဘူးမင်းပါ
စာတန်ရဲ့ idea နဲ့ပြောလိုက်တယ်စာတန်ရဲ့စကားကိုပြောလိုက်တယ်ဆိုတဲ့ဟာကိုပြောတယ်စာတန်စီကအခြေခံလာတဲ့စကားဖြစ်တယ်အငယ်23ရဲ့အဆုံးမှာကြည့်မယ်ဆိုရင်တင်ဒီဖျားကြီးအရာကိုစိတ်မဆွဲလန်းလူတို့၏အရာကိုသာစိတ်ဆွဲလန်းသည်ဟုမိန့်တော်မူ၏တဲ့စာရာကလူတွေစိတ်ဆွဲလန်းတဲ့အရာပေါ်မှာအခြေခံပြီးမှအခွင့်ကောင်းယူပြီးတိုက်ခိုက်တတ်တယ်ဖျားခင်ရဲ့အစီအစဉ်ကပါလေခရစ်တော်ကနာကျင်စွာဝေဒနာကိုခံစားရပြီးသိဖို့ကဖျားခင်ရဲ့အစီအစဉ်ဖြစ်တယ်လူအမြင်နဲ့ကြည့်လိုက်ရင်ဟာဖျားတာပဲလုံးဝမဖြစ်နိုင်လုံးဝမဖြစ်သင့်ဘူးအဲ့တော့ဘယ်စနာကြည့်ကျမတို့လူတွေထင်တဲ့အရာမှန်နေသလားကျမတို့ဘဝမှာလဲကျမတို့ပြောဆိုပြုမှုလေးရဟာဖျားခင်ရဲ့ perspective ကနေကြည့်ရမယ်ဖျားဘက်ကမဟုတ်ရင်ကျမတို့ကစာရန်ရဲ့ spokesperson ဖြစ်သွားတယ်ခုနရဲ့ပေတရုလိုပဲပေတရုကခုနကစာရန်ရဲ့ spokesperson ဖြစ်သွားတယ်ကျမတို့လည်းအဲ့လိုဖြစ်ဖို့လိုအပ်တယ်ခုနအမတ်ကိုလည်းကြည့်လူတွေစိတ်ဆွဲလန်းတဲ့အရာကိုပဲသူစဉ်းစားပြီးပြောလိုက်တော့သူလူနင်းခံရပြီးတော့သိသွားတယ်ကျမတို့ဘဝမှာဖျားရဲ့အတန်ကိုအမြဲတမ်းနားထောင်ဖို့လိုတယ်ဖျားရဲ့အတန်ကိုနားမထောင်လိုက်ရတာနဲ့လူတွေရဲ့အရာပေါ်မှာစိတ်ဆွဲလန်းလိုက်တာနဲ့ဖျားရှိမှကျမတို့ကအချင်းစာလားငါတော့တော့ဆိုလို့အပြောခံရနိုင်တယ်အဲ့ကြောင့်မလို့ငါဆုံးဖြတ်တဲ့အရာငါရွေးချယ်လိုက်တဲ့အရာငါပြောဆိုပြုမှုလိုက်တဲ့ဒီအရာတွေကဖျားရဲ့စကားကိုနားထောင်ပြီးငါလုပ်လိုက်တာလားဒါမှမဟုတ်လေကိုယ့်ကိုဆုံးဖြတ်လိုက်တာလားဆိုတော့ကျမတို့သိကြဖို့လိုတယ်ဖျားရဲ့စကားကိုကြည့်ဖို့နံပါတ်1ပါလေကျမတို့ရဲ့လုံဆောင်ချက်ဆုံးဖြတ်ချက်တွေပါကျမ်းစာနဲ့ကိုက်ညီမှုရှိသလားကျမ်းစာနဲ့သဘောတစ်ထပ်ထဲကြပြီလားဆိုတော့ကျွန်တော်တို့အများကြီးစဉ်းစားရမယ်အဲ့တော့ report နဲ့ကပြောလဲဆိုသူ့ရဲ့တင်းတော်မှာသူ့လိုပြောတော့တင်းသားသူ့ရဲ့တင်းသားတယောက်ကသူ့ပြောတယ်တဲ့အစီအကျွန်တော်ခွန်ဆောင်စရာမလိုတော့ဘူးတဲ့ကျွန်တော်ခွန်ဆောင်ဘူးတဲ့အမင်းဘာလို့ခွန်ဆောင်ရမလဲတဲ့မဟုတ်ဘူးတဲ့ဖျားခင်မင်းညာကျွန်တော်ကိုပြောတယ်တဲ့ခွန်ဆောင်တယ်လို့ပြောတယ်ကျွန်တော်ခွန်ဆောင်ဘူးတဲ့အဲ့တော့ဆရာသူ့အတင်းသားကိုပြန်ပြောအေးတယ်ဒီကွာတဲ့မိကျန်းစာထဲမှာခွန်ဆောင်လို့ပြောလားမဆောင်နဲ့လို့ပြောလားကျန်းစာထဲမှာတော့ခွန်ဆောင်လို့ပြောတာပဲတဲ့အဲ့တော့ခရစ်တော်ရောဘယ်လိုလုပ်ကြလဲတဲ့မင်းမှတ်ပြီလားတဲ့ခရစ်တော်နဲ့ပေတရုကိုသူတို့မောရှိလက်ထက်မှာတတ်မှတ်ထားတဲ့ဟာအရွယ်ရောက်ပြီးသားဣတိလားအမျိုးသားတိုင်းဒီနာရီတပြားပေးရတယ်နှစ်ယောက်ကိုတပြားပေးရတယ်ခရစ်တော်ကိုတောင်းတော့ခရစ်တော်ငါဖျားသားပဲမပေးဘူးလို့သူလုပ်သလားတဲ့အမဟုတ်ဘူးတဲ့ပြီးတယ်တဲ့သူပေတရုကိုငါသမ ्या ခိုင်းမှငါဆက်ဖြတ်ထုတ်ပေးလိုက်တယ်တဲ့အေးအဲ့ဆိုရင်ကျမ်းစာမှာလည်းပါတယ်ခရစ်တော်ကိုယ်တိုင်လည်းသူလိုက်လုပ်တယ်ဆိုတော့ဘုရားခင်ကို text မပေးနဲ့လို့ပြောတာဘုရားရဲ့စကားဟုတ်ပါမလားဒီကလေးကကိုမဆောင်ချင်တာဘုရားကိုပြောတာမဟုတ်အဲ့လိုမျိုးပေါ့အဲ့တော့ကျမ်းစာဆိုတာကဘုရားခင်ရေးထားတာဖြစ်တယ်ပြောမယ်ဆိုရင်ရေးတဲ့လူတွေအများကြီးပဲစာရေးစရာတွေဒါပေမဲ့သူကအသုံးတော်ခံပဲဖြစ်တယ်ကျမ်းစာကဘုရားရဲ့စကားဖြစ်တယ်ဘုရားကမပြောင်းလဲတယ်လို့ဘုရားရဲ့စကားလည်းမပြောင်းလဲဘူးဒီနေရာမှာပုံတစ်မျိုးဟိုနေရာမှာတစ်မျိုးမပြောင်းဘူးအမြဲတမ်းမှန်ကန်နေတဲ့ခစ်တွေဘလောက်ပြောင်းမပြောင်းဘူးဒုက္ခ27-33မှာကောင်းကင်ကြီးမြေကြီးမတည်တော့လဲငါစကားတည်တဲ့ညီလို့ပြောတယ်ဟိုးလုံခဲ့တဲ့နှစ်ထောင်ချီလားကျမ်းစာအခုတည်းမှန်ကန်နေသေးတယ်အခုတည်းမပြောင်းလဲဘူးဟိုနောက်နှစ်ပေါင်းဘလောက်ကြာမယ်အထိလဲအမြဲတမ်းမှန်ကန်နေတယ်အမြဲတမ်းမပြောင်းလဲဘူးဟိုခစ်နောက်ကျသွားတယ်ဆိုရဲတံပိုက်မရှိဘူးဟာဒါကြီးကတော့မော်တယ်အောက်သွားပြီဆိုတာမရှိဘူးကွန်ပျူတာလိုဒါကြီးဒီတံပိုက်ကိုတော့ငါတို့ upgrade ပြန်လုပ်ရမယ်ဆိုတာလည်းမလိုအမြဲတမ်းမှန်ကန်နေတဲ့ຢာဖြစ်တယ်အဲ့တော့ကျမတို့ကအမြဲတမ်းမှန်ကန်နေတဲ့မပြောင်းလဲတဲ့ကျမ်းစာကိုကျမတို့အခြေပြုဖို့လိုအပ်ပါတယ်နံပါတ်1အချက်အနေနဲ့ကျမတို့ရဲ့အမြင်ဟာခရစ်တော်ရဲ့အမြင်နဲ့တစ်ထပ်ထဲကျလားဖိလိပ္ပု1:9မှာယေရှုခရစ်တော်နဲ့ရှိသောထိုစိတ်သဘောကိုသင်တို့၌လည်းရှိစေကြတော့တဲ့အဲ့တော့ခရစ်တော်ရဲ့အမြင်သာအားလုံးစီမှာရှင်ကြည်ပါကြီးကပိုတော့နေပြောစရာကောင်းမယ်လို့ကျမတို့ထင်တယ်ခရစ်တော်ရဲ့စိတ်သဘောကိုသိဖို့အဲ့ဒီစိတ်ကိုရဖို့ကျမတို့ကကိုယ့်ကိုယ် train ရမှာဖြစ်တယ်အဲ့ဒီကတရက်နဲ့နှစ်ရက်နဲ့လည်းမရအောင်ကျမတို့နေ့တိုင်းလိုက်ကျင့်ရမယ်လိုက်လျှောက်ရမယ်ကျမတို့အသက်ရှင်နေရွှေကာလပတ်လုံးကျမတို့လိုက်လျှောက်ရမယ်အရာဖြစ်တယ်အဲ့ဒီချိန်ကျကျမတို့ဖျားရဲ့အတန်ကိုကြားရမယ်ဟုတ်သခင်ရဲ့အတန်ကိုမှတ်မိမယ်စာရန်ရဲ့အတန်နဲ့မရောတော့ခိုင်ကျကျမတို့ရောသေးတယ်သခင်ဟန်ဆောင်တဲ့စာရန်ရဲ့အတန်ကိုကျမတို့ရှောင်ရှားနိုင်လို့ရတယ်ယောဟန်10:29မှာငါတိုးလို့ဒီငါစကားတန်ကိုနားထောင်ပြီးငါနောက်သို့လိုက်ကြ၏ထိုတိုးလို့ကိုငါသိ၏လို့ပြောတယ်ဖျားရဲ့အတန်ကိုကျမတို့မကြားဘူးဆိုရင်သခင်တောင်မသိတဲ့တိုးဖြစ်ဖို့များတယ်ဒါမှမဟုတ်လဲစိတ်များဖြစ်နေလားမသိဘူးအဲ့တော့တခုရှိတာကလူချင်းစကားပြောသလိုဟေ့အောင်ဘလို့ကြီးလို့ဆိုမှတဲ့ကြီးတော့လာမပြောခုနပြောတဲ့ကိုယ့်ဘက်ကပြင်ဆင်ရမယ်အပိုင်းကိုပြင်ဆင်ရမယ်
အဲ့ဒါရှင်းရှင်းလင်းလင်းသိသွားတဲ့ချိန်ကျရင်တန်ရှင်တော်ဝိညာဉ်တော်ကနေတစ်ဆင့်ဘုရားရဲ့စကားလာလိမ့်မယ်တန်ရှင်တော်ဝိညာဉ်တော်ရဲ့ကိုယ့်ရဲ့စိတ်ဝိညာဉ်ထဲကိုသူကြားပြောလိမ့်မယ်အဲ့ဒီချိန်မှာကျမတို့နားကနေကြားအောင်ကျမတို့နှလုံးသားကနေဘုရားရဲ့စကားကိုကြားမှာဖြစ်ပါတယ်ဒီနေ့မှာထိုင်နေကြတဲ့ညီကိုမောင်မတွေအားလုံးဘုရားရဲ့စကားကိုကြားဖို့တဲ့လူတွေကြီးပဲတနည်းကြရင်တော့ကျမတို့အဲ့ဒီအကြောင်းကိုချင်းချင်းဝိညာဉ်သက်သေခံရင်ကောင်းမယ်လို့ကျမတို့ထင်တယ်ဘာလို့ဆိုကျမအများအားကြားဖို့နေတယ်2ယောက်3ယောက်လောက်ကျမပြောရကြားဖို့တယ်အဲ့ဒါပါလဲဆိုတော့အလုပ်မှာတဲ့သူများတွေကမတရားတာတွေလုပ်တယ်မလုပ်သင့်တာတွေလုပ်နေတာမြင်နေတယ်သိနေတယ်ဒါပေမဲ့ကိုယ်တိုင်လုပ်ရင်ရတယ်ဒါပေမဲ့လုပ်ဖို့အတွက်စိတ်ကလက်မခံဘူးတဲ့လုပ်နိုင်ဘူးတဲ့ခိုင်ကြလူဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ idea နဲ့ပေါ့ငါလည်းလုပ်လိုက်ရမလားဆိုတာမျိုးတော့ရှိတယ်တဲ့အတွေးတော့ဝင်လာမိတယ်ပေါ့ဒါပေမဲ့တကယ်လက်တွေ့လုပ်မလားဆိုရင်လုံးဝမလုပ်နိုင်ဘူးတဲ့အဲ့ဒါ passional ဝိညာဉ်တော်ကနေသင်ဖျားရဲ့စကားကိုစိတ်ဝိညာဉ်ထဲကနေကြားနေတာဖြစ်တယ်အဲ့ဒါဖျားရဲ့အတာဖြစ်တယ်အဲ့တော့ခုနရဲ့ကျမ်းပိုက်ကိုပြန်ကြည့်မယ်ဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ဒီသင်တို့အားခတ်သိမ်းသောအရာတို့ကိုပြသတင်တယ်မယ်ပြောသမျှစကားတွေကိုလည်းမှတ်မိတဲ့ဉာဏ်ဖျားပြင်တဲ့စကားကိုလည်းမှတ်မိတဲ့ဉာဏ်ပေးမယ်အဲ့ဒါမှတ်မိနေတာကျမတို့အဲ့ဒါဖျားရဲ့စကားကပဲအရာထူးထူးခြားခြားကြီးကျမတို့စဉ်းစားစရာမလိုဘူးပေါ့နော်ဖျားရဲ့အတန်ကိုကြားတာဖျားရဲ့အတန်ကိုမှတ်မိနေတယ်ဆိုတာကျမတို့ဝိညာဉ်တော်ကြောင့်ဖြစ်ပါတယ်ကျမတို့လူတွေချင်းချင်းပီတိဘက်ခဖြစ်တယ်အပြစ်တွေနဲ့ဝေဖန်နဲ့ဆွဆွဲတဲ့အင်းတော်ချင်းချင်းလူတွေချင်းချင်းအဲ့ဒါဖြစ်နေတာ is not from God ဖျားစီရလာတာလုံးဝမဟုတ်မိသားစုမှာအင်းတော်မှာတိုင်းနိုင်ငံမှာဖြစ်နေတဲ့ကိစ္စတွေပြဿနာတက်နေတာကြည့်မယ်ဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ရဲ့တုံ့ပြန်မှုထဲမှာအဲ့ဒါမပါဘူးချစ်ချင်းနှိမ့်ချခြင်းပေးကမ်းစွန့်ကြဲခြင်းတရားသဘောရှိခြင်းခွင့်လွှတ်ခြင်းစိတ်ရှည်ခြင်းအဲ့ဒါတွေကတန်ရှင်တော်ဝိညာဉ်တော်ရဲ့တုံ့ပြန်လမ်းပြမှုတွေဖြစ်တယ်အဖွင့်ချက်မှာကျွန်မပြခဲ့ပြီးကျွန်မတို့ကဖော်တန်ကိုထူးမဲ့ဖျားကိုပိုးပွေနေကြတာဖြစ်တယ်မျက်စိရှိပြီးမမြင်မဲ့နားရှိပြီးမကြားတဲ့ဖျားမဟုတ်ဘူးခေါ်ပြီးရင်ပြန်ထူးတဲ့အတန်ကိုတော့ကျွန်မတို့နားထောင်ရလိမ့်မယ်ခေါ်တခုထူးတခုမဟုတ်ဘူးညဥမာပြောချင်မှာတားကအဖေကိုခေါ်တယ်ဆိုတော့အဖေအဖေဗိုက်စားတယ်ဟုတ်လားအဖေကျွန်တော်ဖျားနေတယ်စီတောက်လိုက်ကဲအဲ့လိုထူးနေတယ်ဆိုရင်ထူးတော့ထူးတာပဲလေခေါ်တိုင်းဒါပေမဲ့ဘာထူးလဲဘာမှမထူးသူထူးတာကကိုယ့်ကိုလုံးလိုက်တော့ရသေးတယ်သူ့ခေါ်နေတာအလကားပဲဟုတ်တယ်မလားဒါပေမဲ့ဖျားခင်ကကျမတို့ကိုပယ်လို့ပြန်ထူးတယ်လေတင်မသိနိုင်အောင်နဲ့နေသောအရာတို့ကိုငါပြပြီအဲ့ဒါဖျားခင်ကျမတို့ကိုပြန်ထူးတာဖြစ်တယ်ကိုခေါ်လိုက်တာတခုနဲ့ပဲကျမတို့ရဲ့ဘဝကအနက်ဆိုင်ဆုံးနေရာကနေခေါ်လိုက်ပါကျမတို့ဘဝတစ်ခုလုံးအတွက်ကျမတို့မသိနိုင်လောက်အောင်ကျမတို့မမျှော်မှန်းနိုင်လောက်အောင်နဲ့နေတဲ့အရာတွေကိုပေါ်ပြဖို့ဖျားအသိရှိတယ်ကျမနောက်ဆုံးနေတဲ့ George Washington Carver အကြောင်းလေးပြောကျမဒီကုန်းချုပ်ချင်ပါတယ်သူ့အကြောင်းကတော့အားလုံးသိပြီးသားဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်အကျေလုံးကတော့ကျမမပြောတော့ပါဘူးသူကလူမဲကြောင့်ဖြစ်တယ်သူကကျိုးအနေနဲ့မွေးဖွားလာတယ်ပြီးတော့သူကယုခဗေဒပညာရှင်ဖြစ်တယ်အဲ့တော့သူကဒီအမေရိကရဲ့ agriculture department မှာနှစ်40ကျော်လုပ်ခဲ့တယ်အဲ့ဒီနှစ်တုန်းကအဲ့ဒီတော့ဂျုံဖြစ်တဲ့အချိန်ကျတော့သူကဝါတွေညာစိုက်တယ်ဝါစိုက်တော့ဘာဖြစ်လဲဆိုတော့ဝါစိုက်တဲ့အချိန်ကျတော့မြေကြီးက nutrition နဲ့အားလုံးကိုအဲ့ဒီဝါတွေကစုပ်ပြီးတော့ဝါစိုက်ပြီးရင်အဲ့ဒီမြေကြီးကဘာမှလုပ်လို့မရဘူးဘာအာဟာရမှမရှိတော့ဘာမှထပ်စိုက်လို့လည်းဘာမှမပေါက်တော့အဲ့ချိန်မှာသူကဘာလို့သူကပြန်ပြီးမှသူကယုခဗေဒပညာရှင်ဆိုတော့ဘာတွေ့လဲဆိုတော့မြေဘေးကိုတွေ့မြေဘေးပင်စိုက်ရင်မြေဘေးပင်ကမြေကြီးမှာလိုအပ်နေတဲ့ nitrogen ဓာတ်ကိုပြန်ပေးတာသိတယ်အဲ့ချိန်မှာသူကဟာမြေဘေးစိုက်ကြမြေဘေးစိုက်ရင်မြေကြီးပြန်ကောင်းလာတယ်ဆိုလူကြီးကလည်းအကုန်လုံးလေဒီမိုက်လေးစိုက်ကြတာဗောမြေဘေးတွေစိုက်ကြစိုက်ပြီးမြေဘေးတွေပြီးကြတော့နောက်ဆုံးပြတ်လာတာဖြစ်သွားလဲဆိုတော့စိုက်တော့စိုက်တယ်မြေကြီးတွေလည်းကောင်းလာဒါပေမဲ့သူတို့မြေဘေးတွေဘယ်သူဝယ်မလဲဝယ်တဲ့ကပဲမှာလဲအဲ့ဆိုတော့တီထွန်းလိုက်တာသူဆိုတော့သူစီတင်ရောက်လာတယ်အဲ့ဒါကဲမင်းပြောလိုက်တဲ့မြေပဲငါတို့စိုက်ပါပြီဒီမြေပဲဘယ်မှာဝယ်မယ်မင်းဝယ်မလားဘယ်လိုလုပ်မလဲဒီမှာမြေပဲတွေကတောင်လို့ပုံနေသူတခါလေးဒူးထောက်ပြီးမှသူဆူတောင်းတယ်တခါလေးတော့မဟုတ်ဘူးပေါ့နော်အများကြီးပဲအချိန်ပေါင်းများစွာစူးစမ်းတယ်နောက်ဆုံးခေါ်လိုက်တယ်သူတို့အမေရိကကဒီPeanut Association တခုရှိတယ်အဲ့လိုခေါ်လိုက်တဲ့အချိန်ကျတော့သူအမှတင်ပြတယ်သူပါတင်ပြတယ်ဆိုတော့မြေဘေးကနေပဲထုတ်တဲ့အမျိုးအစား145မျိုးကိုသူတင်ပြလိုက်တယ်လူတွေအကုန်လုံးအမောသွားတယ်သူတို့ဘဝမှာမြေဘေးဆိုတာဒီတိုင်းစားဖို့လွယ်လို့ဘာမှမသိဘူးကျ
ကျွန်တော်အခုခေတ်ကတော့စဉ်းစားနိုင်တော့လွယ်လေးပေါ့နော်ဒါပေမဲ့အဲ့ဒီခေတ်မှာဘာမှမသိတဲ့ခေတ်မှာအရာအော်လေလူမြေပဲကလေသူအလှကုန်သူထုတ်တယ်မြေပဲကနေသူစီထုတ်တယ်အခုတော့ကျွန်တော်တို့မြေပဲစီရှိတာကိုအဲ့တုန်းကရှိမှမရှိတာမြေပဲစီကိုသူထုတ်တယ်အိမ်တုပ်ဆေးကိုထုတ်တယ်ပဲလို့ဆိုတော့ထုတ်တယ်မြေဩဇာထုတ်တယ်အမျိုးအစား145မျိုးသူထုတ်လိုက်သဘောကဒီမြေပဲတွေကိုဝယ်ပြီးတာတွေလုပ်လို့ရတယ်သူချပြတယ်တော့လူတွေဖြားသွားတယ်တော့အဲ့မှာသူ့ကိုမေးတယ်မိဒီဟာတွေဘယ်ကနေရတယ်အဲ့ချိန်မှာသူပြောတယ်တပုတ်အဲ့ဘာသာအုပ်လဲလူတွေအရင်စိတ်ဝင်စားရချိန်မှာသူ့ရဲ့အိတ်ကထုတ်ပြီးတော့ကျန်းစာအုပ်ကိုပြလိုက်တယ်ကျန်းစာအုပ်ဖြစ်ပါတယ်ဒီနေ့ကျမတို့ကျန်းစာအုပ်ကိုဘယ်နှခေါက်ဖတ်ပြီးလဲဘယ်မှာလဲမြေပဲအကြောင်းကျွန်တော်မြေပဲအကြောင်းဘယ်မှာကြောက်ဖတ်ဘူးလဲဘာမြေပဲအကြောင်းမှကျန်းစာမှာမသွားဒါပေမဲ့သူအဲ့ဒီမြေပဲကိစ္စကိုဖြေရှင်းဖို့သူဖျားကိုခေါ်ခဲ့တယ်အဲ့ဒီသူ့ခေါ်တာကိုဖျားခင်ထူးခဲ့တယ်လူတွေမသိနိုင်အောင်သူတောင်မမျှော်မှန်းနိုင်လောက်အောင်နေနေတဲ့အရာဖျားကသူ့ကိုပြခဲ့တာဖြစ်တယ်သူဖျားကိုခေါ်တယ်သူကျမ်းစာကိုအခြေပြုပြီးသူအသက်ရှင်ခဲ့တယ်ဒီနေ့မြေပဲလို့အကြောင်းပြောလိုက်ရင် George Washington Carver ရဲ့နာမည်မပါရင်မပြီးဒီနေ့ကျမတို့ဘာလုပ်နေကြလဲကျမတို့ဘာလုပ်နေလို့ဆုံးဖြတ်နေလဲဘာတွေဖြစ်ချင်နေလဲဘာတွေကိုရွေးချယ်ရမလဲကျမတို့စိတ်ရှုပ်နေလားခုနပြောသွားတဲ့အချင်းတစ်ချက်ကိုပြန်သွားတယ်ကျမ်းစာနဲ့ကန့်ညီမှုရှိသလားခရစ်တော်ရဲ့အမြင်နဲ့တစ်ထပ်သေးကြပြီလားဘာဖြစ်လို့လဲဆိုတော့ခမင်းတော်ဘုရားဟာကျမတို့ကိုခရစ်တော်ရဲ့ characteristic ကျမတို့မှာရှိစေချင်ပါလေအဲ့ဒီတစ်ခု okay ပြီဆိုရင်ဘုရားစီကရှင်းလင်းတိကျတဲ့အဖြစ်ကိုကျမတို့ရမှာဖြစ်တယ်တန်ရှင်းသောဝိညာဉ်တော်ကနေတဆင့်ဘုရားရဲ့စကားကိုကျမတို့နှလုံးသားမှာကြားရမယ်ကိုမျိုးမှန်းထားတာချက်ကိုဘဝမှာဘုရားဟာပို့ရှာအောင်ပေးပါလိမ့်မယ်ရောက်စီတိုင်းတော့ဖျက်ပြီးကောင်းချီးပေးပါစေအာမင်